တသားတို့ဒီကျောင်းမှာတက်ပြီးတော့ပြောင်းလဲမှုတွေကတော့အများကြီးပေါ့နော်အဲ့အများကြီးတော့ကျွန်မတစ်ခုမဟုတ်ပဲနဲ့၃ခုပေါ့နော်အဓိကအနေနဲ့ကျွန်မပြောပြချင်ပါတယ်ပထမတစ်ခုကတော့ပညာရေးပေါ့ပညာရေးမှာဆိုလို့ရှိရင်သားတို့ကကိုယ်တိုင် research တွေလုပ်လာနိုင်တယ်ဒီ creative တွေလည်းကောင်းလာတယ်ပြီးတော့ thinking mind တွေမှာလည်းသူတို့အများကြီးတိုးတက်လာတာတွေ့ရတယ်ဗဟုသုတပိုင်းမှာဆိုလို့ရှိရင်လည်းဒါဒီထဲတို့ကျောင်းဘက်ကနေပြီးတော့ဟောပြောပွဲတွေဒီငလင်နဲ့ပတ်သက်တဲ့ပညာရေးပွဲတွေနောက်တစ်ခါရင်စည်းကမ်းလမ်းစည်းကမ်းလို့ဟောပြောပွဲတွေဒီလိုမျိုးဗဟုသုတတွေအများကြီးပေါ့နော်လုပ်ပြီးတဲ့အတွက်ကြောင့်ဗဟုသုတပိုင်းမှာလည်းတိုးတက်လာတယ်အဓိက Ivan ဆိုလို့ရှိရင်တော်တော်ကြီးကိုတိုးတက်လာတာတွေ့ရတယ် Ivan ကျွန်မအရင်တော့ဆိုလို့ရှိရင်အိမ်မှာဆိုလို့ရှိရင်သူ့အတွက်comic book တွေ story book တွေဝယ်ထားပေးတယ်ဒါပေမဲ့သူမဖတ်တတ်ဘူးဖတ်ဖို့အလေးကျင့်လည်းမရှိတဲ့အတွက်ကြောင့်သူကဖတ်ချင်စိတ်လည်းမရှိဘူးအခုဒီကျောင်းမှာတက်ပြီးတော့ဒီကျောင်းမှာ library ဆိုလည်းတေချာလေးလုပ်ထားပေးတယ်စာဖတ်တဲ့အလေးကျင့်ကောင်းလေးလည်းသူဒီမှာပြုစုပြောထောင်ပေးတာဖြစ်တဲ့အတွက်ကြောင့် Ivan ဆိုရင်အခုဆိုရင်ဒီအကိုနှစ်ယောက်ရဲ့ comic book တွေလည်းသူဖတ်တတ်လာတယ်စာအုပ်ဖတ်တာကိုလည်းသူ့အနေနဲ့စိတ်ဝင်စားလာတယ်ပေါ့နော်ဒါကတော့ပထမဆုံးချက်ပညာရေးပေါ့ဒုတိယချက်ကကျတော့ကျန်းမာရေးကသားတို့ကမနှစ်ကဆိုလို့ရှိရင်တော်တော်လေးထူးခြားတဲ့အထက်မှာပါတယ်ပေါ့နော်ဒီနှစ်ဆိုလို့ရှိရင်ကျောင်းမှာအားကစားတွေဒီကျောင်းမှာအားကစားကိုတော်တော်လေးအလေးပေးပြီးတော့ဆောင်ရွက်ပေးတာရှိတဲ့အတွက်ကြောင့်basketball swimming နောက်က football ဒီလိုတွေကစားတဲ့အခါမှာကလေးတွေကနေပြီးတော့ကိုယ်ခံစွမ်းအားတွေတက်လာတယ်လို့မြင်ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာသူတို့တော်တော်လေးကိုကျန်းမာရေးရလဲအဆင်ပြေလာတယ်မနစ်ကဆိုလို့ရှိရင်စေကန်းတွေခဏသွားရတဲ့အပြင်စေးရုံမှာသူတို့တက်ရတယ်ဒီနှစ်ဆိုလို့ရှိရင်စေကန်းတောင်မှမသွားတဲ့လောက်ကိုအခုဆိုဖြစ်လာပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒါပညာကျန်းမာရေးမှာဆိုလို့ရှိရင်လည်းတော်တော်ကြီးကိုတိုးတက်လာတာကိုတွေ့ရတယ်အဲ့ဒီအတွက်လည်းကျွန်မအကြောင်းကိုအများကြီးကျေးဇူးတင်ပါတယ်ကျန်းမာရေးတွေလည်းကောင်းလာတယ်နောက်တစ်ခုကကျတော့ကိုယ့်ကိုယ်ယုံကြည်မှုပေါ့ကိုယ့်ကိုယ်ယုံကြည်မှုကတော့ AD ကငကိုတွေကသူ့မှာကိုယ့်ကိုယုံကြည်မှုကတော့ရှိတယ်ဒါပေမဲ့ Freddy နဲ့ Ivan ကတော့ယုံကြည်မှုလေးနည်းတယ်ပေါ့ဒီเจ้าမှာဆိုလို့ရှိရင် class အတွင်းမှာဒီ presentation တွေလုပ်ရတယ်အရှိထွက်ပြီးတော့ပြောရတာရှိတယ် microphone တွေနဲ့ပြောရတာရှိတယ်နောက်ကကျတော့စင်ပေါ်မှာactivity တွေလုပ်ရတာရှိတယ်အဲ့လိုမျိုးလုပ်ရတဲ့အခါမှာဒီနှစ်ယောက်ဆိုလို့ရှိရင်လည်းသားတို့နှစ်ယောက်ဆိုရင်လည်းတော်တော်လေးကိုရဲလာတယ်တတိရှိလာတယ်ပြီးတော့ကိုယ့်ကိုယုံကြည်မှုတွေလည်းအခုပို့ပြီးတော့ရှိလာတယ်ပေါ့နော်အဲ့ဒါလေးလည်းတွေ့ရတယ်အဲ့တော့ဒီအဓိကကတော့ကျွန်မတိုးတက်ပြောင်းလဲလာတာဒီ၃ချက်ပေါ့နော်၃ချက်ကတော့ထူးခြားတဲ့ပြောင်းလဲမှုတွေလို့ပြောချင်ပါတယ်ရှင်basketball because before I came to school I wasn't used to play basketball. I used to play other sports. But when I came to school, teacher forced me to play basketball. So I tried play basketball and I tried my best now. I'm proud that I'm a part of a basketball team. I like football. It's the best because when I have joined the school, I'm not very good at football. I cannot kick the ball properly. So when I joined this easy and this school, I can kick the ball properly, and I'm good at goalkeeping and striking. I like football, basketball, drawing art, and going to library to read books. I like comic books. ဟုတ်ကဲ့ကျောင်းကိုစကားလုံး၃လုံးနဲ့ဖော်ပြရမယ်ဆိုရင်ကျွန်မရွေးချယ်ချင်တာတော့နံပါတ်1က safe ပေါ့နံပါတ်2ကကျတော့ trust နံပါတ်3ကကျတော့ kind ပေါ့နော်အဲ့၃လုံးတော့ရွေးချယ်ထားပါတယ်ရှင်ဘာဖြစ်လို့ရွေးချယ်တာလဲဆိုရင်ကျမတို့ဒီမိဘအနေနဲ့ပေါ့နော်ကိုသားသမီးကိုကျောင်းတစ်ကျောင်းမှာထားတော့မယ်ဆိုရင်ပညာရေးတစ်ခုတည်းပဲဒီကျောင်းကကောင်းနေလို့မရဘူးပေါ့နော်ကိုသားသမီးကိုမနေ့ကနေပြီးတော့ညနေလောက်အထိကိုဒီကျောင်းမှာအပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီကျောင်းကကိုသားသမီးရဲ့လုံခြုံရေးဘယ်လောက်ထိအဆင်ပြေလဲဆိုတာကိုလည်းကျမတို့ကကြည့်ရတယ်ပေါ့အဲ့မှာဒီ Western Bridge ကျောင်းမှာဆိုလို့ရှိရင်ကျမတို့ဒီ gate security တွေကအစပေါ့နော်တော်တော်လေးစီကံတကြားနဲ့သူတို့ပြုမှုဆောင်ရွက်တာလေးရှိတယ်ပြီးတော့ကျမတို့ကျောင်းပို့တယ်ကျောင်းကြိုတယ်ဆိုလို့ရှိရင်လည်းကားဘွားနေစင်ကျောင်းထဲဝင်ကျောင်းကြိုတဲ့ခါမှာလည်းကျောင်းထဲကနေပြီးတော့ကားဘွားတစ်ခါတည်းတက်ပေါ့နော်ဆိုတော့ဒီကလေးတွေရဲ့အန်ဒီရဖြစ်နိုင်တဲ့နေရာလည်းဒီကျောင်းမှာမရှိတော့ဘူးပေါ့နော်နောက်တစ်ခုကကျတော့ကျောင်းမှာနေထိုင်မကောင်းဖြစ်တယ်ဆိုလို့ရှိရင်လည်းကျောင်းကနေပြီးကျမတို့ချက်ချင်းဖုံးဆက်ပြီးတော့ဆွေးနွေးတိုင်ပင်တာတွေလည်းလုပ်ပေးတဲ့အတွက်ကျောင်းမှာရှိနေတဲ့အချိန်တော်တွင်မှာလည်းကလေးက safe ဖြစ်တယ်လို့ကျမကတော့ခံစားရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ trust ပေါ့trust ကကြတော့ကျမကဒီ founder ဒီချေကြီးတို့ရဲ့ဟောပြောပွဲတိုင်းလို့တော့ကျမတက်ဖြစ်တယ်ဒီဟောပြောပွဲတွေ
မှာဆိုလို့ရှိရင် teacher ကြီးတို့ကteacher ကြီးတို့ပြောတဲ့စကားအတိုင်းပဲတကယ်လက်တွေ့မှာလည်းအကောင့်တွေပေါ်ပေးတယ်ပေါ့နော်အဲ့ဒါတွေကိုလည်းကျွန်မတွေ့ရတယ်အဲ့ဒီအတွက်ကြောင့်ဒီအကြောင်းကဂတိတည်တယ်ယုံကြည်ဖို့တကယ်ကောင်းတဲ့အကြောင်းလို့ကျွန်မကတော့ခံစားမိတယ်အဲ့ဒီအတွက်ကြောင့်ကျွန်မအနေနဲ့လည်းဒီဒုတိယအနေနဲ့ကဒီ trust ဆိုတဲ့စကားလုံးကိုရွေးထားပါတယ်တတိယတစ်ခုကကျတော့ kind ပေါ့နော်ဒီကျင်နာတယ်နှွေးထွေးတယ်ဆိုတဲ့အနေအထားတစ်ခုမှာတော့ကျွန်မသားလေးတွေကတစ်ခါလေကြာရင်နှာဆေးချောင်းဆိုးပေါ့နော်ဖြစ်တဲ့အခါမှာကျွန်မအနေနဲ့ဒီနေ့ကျောင်းနားလိုက်ပါလားလို့ပြောရင်တော့မှသူတို့ကကျောင်းသွားခြင်းနဲ့မနာခြင်းဘူးပေါ့နော်အဲ့လိုအခြေအနေလေးရှိတယ်အဲ့လိုအခြေအနေလေးရှိတဲ့အခါမှာကျွန်မသူတို့ကိုလေးလာကြည့်တဲ့အခါမှာသူတို့ကကျောင်းတက်ရတာကိုပြောတယ်ပေါ့နော်အဲ့တော့သူတို့ဒီကျောင်းမှာဆိုလို့ရှိရင်ဆရာမတွေကအစားဒီ office အကုန်လုံးပေါ့နော်တီချာတွေအားလုံးဟာကလေးတွေပေါ်မှာနွေးနွေးထွေးထွေးနဲ့ပျော်ရွှင်တဲ့ဒီပတ်ဝန်းကျင်မှာစာသင်ကြားနိုင်ဖို့အတွက်ကိုဖန်တီးပေးထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်မကတော့ဒီစကားလုံး၃လုံးနဲ့ဖော်ပြချင်ပါတယ်ခုနကကျွန်မပြောသွားသလိုပဲပေါ့နော်ဒီလုံခြုံရေးမှာလည်းတေချာစနစ်တကျလုပ်ထားတယ်စီကံပိုင်းမှာလည်းထူထူထူပြောစရာမရှိပါဘူးအကုန်လုံးကောင်းမွန်ပြည့်စုံတယ်လို့ခံစားရပါတယ်ရှင်I like this new school and I choose to study in this school because of the lessons. One teacher teach me when I don't understand, teacher will explain me. And the second part I like is the sports. In the school we can play football, badminton, tennis, swimming, and much more. So and the third fact I like is the teacher, the mindset teacher changes. The first, before I come to school, I used to have a fixed mindset, but after I came to school, I used to have a group mindset. This school is like Pearson Culture, and you can do so many sports in this school. And in addition, like the school teachers use it and also like the school because like there's a library and you can read books here, and then the teachers are kind of helpful and the teacher explain as well. We are not fear. I like this school because like it make me happy and fun. So I am very happy at this school. အခုသားတို့ဆိုရင်ဒီမှာဒီကျောင်းတက်နေတာတစ်နှစ်မပြည့်သေးဘူးပေါ့နော်ဒီတစ်နှစ်မပြည့်သေးတဲ့အချိန်တော်တွင်မှာသားတို့ဘက်ကနေပြီးတော့လည်းအများကြီးတိုးတက်လာတာတွေတွေ့ရတယ်နောက်တော့ဒီ founder teacher တို့ဘက်ကလည်းနောက်နှစ်ဒီအတွက်ကိုပို့ပြီးတော့ကောင်းတဲ့အစီအစဉ်တွေပြုလုပ်နေတာတွေဆောင်ရွက်နေတာတွေကိုတွေ့ရတယ်အဲ့ဒီအတွက်ကြောင့်ကျွန်မအနေနဲ့အကြောင်းကိုယုံကြည်တဲ့အတွက်ကြောင့်နောက်နှစ်အတွက်ကိုလည်းဒီသား၃ယောက်စလုံးအတွက်ကိုကြောက်ရဖြစ်ခဲ့တာပါရှင့်